ထရက်ကားကအလွန်နှေးကွေးစွာမောင်းတော်လဲထိုလူမှာရင်းကိုကြော်တက်ရန်တတိမရှိပေထရက်ကားမောင်းသူသည်ပြီးခဲ့သော2နာရီအတွင်းအလွန်အမင်းဒေါသထွက်နေခဲ့ကြောင်းသူသိသည်ထရက်ကားကိုတစ်ချိန်သာကြော်တက်ရန်ကြိုးစားမှုတော်လဲသူ၏ကားမှာလမ်းချော်ထွက်သွားမတက်ဖြစ်ခဲ့ရသည်ကံကောင်းထောက်မစွာဖြင့်အချိန်မီထိန်းချုပ်နိုင်ခဲ့သည်ထရက်ကားရှိသို့ထွက်သွားသောအခါမှသာသူသည်လမ်းပေါ်သို့ပြန်တက်ရန်တတိရှိလာခဲ့သည်ယခုတစ်ချိန်တွင်မူသူသည်ထရက်ကားနှင့်အနီးသို့မကပ်လိုသောကြောင့်အမြန်နှုန်းကိုလျှော့ချထားခဲ့သည်သို့သောထိုစဉ်သူလုံးဝမမျှော်လင့်ထားသည့်အရာတစ်ခုဖြစ်ပျက်ခဲ့သည်ထရက်ကားသည်သူ့ရှေ့တွင်ထပ်မံပေါ်လာပြီးသူ့လမ်းကိုပိတ်ဆို့စပြုလာသည်သူကြော်တက်ရန်ကြိုးစားတိုင်းထရက်ကားကလည်းအနှေးချလိုက်သောကြောင့်သူရှေ့သို့မတက်နိုင်ခဲ့ပေထရက်ကားမှထွက်လာသောမိခိုးများသည်သူ့ကားထဲသို့ဝင်ရောက်လာခဲ့သည်အခြားရွေးချယ်စရာမရှိတော့သည်ကိုမြင်သောအခါသူသည်ရဲကိုဖုံးဆက်နိုင်ရန်ဓာတ်ဆီဆိုင်တစ်ခုဘက်သို့ကားကိုချိုးကွေးခဲ့သည်သို့သောဖုံးမဆက်ရသေးမီမှာပင်ထရက်ကားကသူ့ကားကိုအပြင်းထန်ဝင်တိုက်ခဲ့သည်ကံကောင်းသည်မှာဒေးဗစ်ကကားကိုအမြန်ထိန်းချုပ်နိုင်ခဲ့ပြီးအသက်ဘေးမှလွတ်မြောက်ခဲ့တော့လဲထရက်ကားကမူသူ့ကိုအလွတ်ပေးမည်မဟုတ်ပေဒေးဗစ်မှာအလွန်တရာကြောက်လန့်သွားခဲ့သည်သူသည်ချက်ချင်းပင်ကားထဲသို့ပြန်ဝင်ပြီးမောင်းပြေးခဲ့သည်အကယ်၍သူသာရက်လိုက်မည်သို့မဟုတ်နှေးကွေးသွားမည်ဆိုပါကထရက်ကားကသူ့ကိုဖမ်းမိမည်ကိုသူသိသည်ထိုစဉ်သူ့စိတ်ထဲတွင်အကြံတစ်ခုပေါ်လာသည်သူသည်ကားကိုလမ်းဘေးသို့ကွေ့ထုတ်လိုက်ပြီးမျက်ပင်ရှည်များကြားတွင်ဝှက်ထားလိုက်သည်သူ့အတွက်ကံကောင်းထောက်မစွာဖြင့်ထရက်ကားကသူ့ကိုရှာမတွေ့ခဲ့ပေဒေးဗစ်တက်ပြင်းချလိုက်ပြီးထိုနေရာတွင်ခဏတာဆက်လက်နေထိုင်ရန်ဆုံးဖြတ်ခဲ့သည်သို့သောပင်ပန်းနွမ်းနယ်နေသောကြောင့်သူအိပ်ပျော်သွားခဲ့သည်ရုတ်တရက်ကျဲလောင်သောအတန်တစ်ခုကြောင့်သူနိုးလာခဲ့သည်ရင်းမှဖြတ်သွားသောယထာတစင်း၏အတန်ဖြစ်သည်ထရက်ကားထွက်သွားပြီဟုတေချာသောအခါသူသည်လမ်းပေါ်သို့ပြန်တက်ခဲ့သည်ခဏတာအားလုံးအကောင်အတိုင်းရှိနေပုံပေါ်တော့လေထိုစဉ်ထိုထရက်ကားကိုပင်သူပြန်လဲတွေ့ရှိခဲ့ရသည်ယခုအခါဒေးဗစ်မှာအလွန်မင်းစိတ်ပြတ်နေပြီဖြစ်သည်ထရက်ကားကသူ့ကိုဘာကြောင့်လိုက်လံနှောက်ယှက်နေရသည်ကိုသူနားမလည်နိုင်တော့ပေသူသည်ကားပေါ်မှဆင်းကထရက်ကားစီသို့ရှောက်သွားခဲ့သည်သို့သောထရက်ကားကသူ့အနီးသို့ရောက်လာသည်နှင့် music သူ့ကိုကြော်ပြီးရှေ့သို့ဆက်မောင်းသွားပြန်သည်ဒေးဗစ်၏ကြောက်ရွံ့မှုသည်တဖြည်းဖြည်းနှင့်ဒေါသအဖြစ်သို့ပြောင်းလဲလာခဲ့သည်သူသည်ကားထဲသို့ပြန်ဝင်ပြီးတုတ်ပြန်ရန်ပြင်ဆင်ခဲ့သည်ထိုစဉ်ထရက်ကားမောင်းသူကသူ့ကိုရှေ့ဆက်သွားရန်လက်ပြအချက်ပြနေသည်ကိုသူသတိပြုမိလိုက်သည်ဒေးဗစ်လည်းချက်ချင်းအမြန်နှုန်းမြင့်လိုက်တော့လဲထရက်ကားကသူ့ကိုပြန်လဲလိုက်လံနှောက်ယှက်လာခဲ့သည်ကြောက်လန့်မှုကြောင့်သူသည်ကားကိုတနာရီလျင်ကီလိုမီတာ120နှုန်းအထိမောင်းနှင်ခဲ့တော့လဲထရက်ကားကမူသူ့နောက်မှအပြည့်အဝအမြန်နှုန်းဖြင့်ဆက်လက်လိုက်ပါလာစေဖြစ်သည်ထိုစဉ်ရှေ့တွင်ရဲကားတစ်စီးကိုသူတွေ့လိုက်ရသည်ဒေးဗစ်ကအကူအညီအမြန်တောင်းခံခဲ့တော့လဲထရက်ကားမှာထိမ့်မနိုင်သိမ်းမရဖြစ်နေသဖြင့် music ရဲကားကိုပင်ဝင်တိုက်မတက်ဖြစ်သွားခဲ့သည်အခြားရွေးချယ်စရာမရှိတော့သည့်အတွက်ဒေးဗစ်ဆက်လက်ထွက်ပြေးရန်သာတာဝန်ရှိတော့သည်သူရှေ့သို့အမြန်မောင်းသွားစဉ်လမ်းစုံတစ်ခုသို့ရောက်ရှိလာခဲ့သည်မစင်စားဘဲနှင့်ပင်သူသည်ဒုတိယလမ်းကြောင်းကိုရွေးချယ်ခဲ့သည်ဒါဟာသူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပါတယ်သူမျှော်လင့်ထားသည့်အတိုင်းပင်ထရက်ကားကမတ်ဆောက်သောတောင်ကုန်းကိုအမြန်မတက်နိုင်ခဲ့ပေဒေးဗစ်၏မျက်နှာပေါ်တွင်အနှဲငယ်တက်တာရသွားသည့်အရေးအယောင်ပေါ်လာခဲ့တော့လဲထိုစဉ်သူ၏ကိုယ်ပိုင်ကားမှာဆက်ချွတ်ယွင်းလာခဲ့သည်ကားအမြန်နှုန်းကျဆင်းလာပြီးသူ့ရဲ့ကြောက်စိတ်တွေပြန်လည်ဝင်ရောက်လာခဲ့သည်ထရက်ကားကသူ့ကိုယခုဖမ်းမိတော့မည်ဟုသူထင်လိုက်သည်ထိုစဉ်ရှေ့တွင်ရှည်လျားသောဆင်းလက်တစ်ခုကိုသူတွေ့လိုက်ရသည်ရင်းကိုအတုံးချကအပြည့်အဝအမြန်နှုန်းဖြင့်မောင်းချခဲ့တော့လဲအဆုံးတွင်သူ၏ကားမှာအသိမ်းလွန်ကတောင်ကိုဝင်တိုက်မိခဲ့သည်ထိုခက်ခဲသောအခြေအနေမျိုးတွင်ပင်ဒေးဗစ်သည်ကားကိုတနည်းနည်းဖြင့်ပြန်ဆက်နိုးနိုင်ခဲ့ပြီးတောင်ထိပ်ဘက်သို့ဦးတည်မောင်းနှင်ခဲ့သည်သို့သောတောင်ထိပ်သို့ရောက်သောအခါရှေ့တွင်လမ်းမရှိတော့သည်ကိုသူတွေ့လိုက်ရသည်ထိုနေရာမှာလုံးဝပိတ်ဆို့နေခဲ့သည်သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်လေးပါကုံဆုံးသွားခဲ့ပြီဖြစ်သည်ထိုစဉ်နောက်ဆုံးအကြံတစ်ခုသူ့စိတ်ထဲပေါ်လာသည်သူသည်အိတ်ကိုအသုံးပြုကအရှိန်တင်ဆက် accelerator ကိုဖိချိတ်ထားလိုက်သည်ထို့နောက်ဝင်တိုက်မိခါနီးတွင်ကားတကားကိုဖွင့်ကအပြင်သို့ခုန်ထွက်ခဲ့သည်သူသည်မြည်သည့်နည်းနှင့်မဆိုမိမိအသက်ကိုကယ်တင်လိုခဲ့သည်ထရက်ကားမောင်းသူသည်ဒေးဗစ်၏ကားကိုလုံးဝဖျက်ဆီးပစ်လို့တော့လဲရှေ့တွင်အလွန်နှက်ဆိုင်သော6ကမ်းပါးကြီးတစ်ခုရှိနေကြောင်းသူမသိခဲ့ပေထို့ကြောင့်လဲဒေးဗစ်သည်သူ့အသက်ကိုကယ်တင်နိုင်ခဲ့ချ